ဒီလိုပြောတော့စမ်းနေကျန်းနေဆိုကျန်းတော့ကျန်းပါလေကျန်းတဲ့စမ်းလေးရှိတယ်မကျန်းတဲ့စမ်းလေးရှိခုတော့ပြောမယ်ကွာမင်းတို့စမ်းမလေးရရင်အကုန်လုံးဒီထက်ညံသေးရဲ့အေးလေးပါလေနင်းညှင်းလာနော်အေးလေးနည်းနည်းလေးရှိအောင်ဆောလိုက်အောင်ဝိပ္ပန်နဲ့ဓမင်းလောက်လေးအဲ့လောက်လေးနဲ့မရဘူးလို့နော်ခုတော့ပြောမယ်ကွာမင်းတို့စမ်းမလေးရလေးအကုန်လုံးခုတော့ပြောလိုက်တယ်ငါကန်းထဲမှာလေမင်းတို့ဘောင်းမွေဘူးကန်ကြမ်းနေနော်မင်းတို့စမ်းမလေးရရင်တော့ဘောစမ်းနေရှင်းရှင်းပြောရရင်မင်းတို့ဘောင်းလေးကချောင်းလိုပဲနော်ငါကန်းထဲမှာလိုက်ပြီးဆေးဘက်ထိုးနေတယ်မင်းတို့စမ်းနေရနော်ငါကန်းထဲမှာဆေးလိုက်ဘက်ထိုးတယ်နော်မထူတာနဲ့တော့မင်းတို့စမ်းရဘောင်းမွေရှင်းလာတယ်မကျင်နဲ့ငါနဲ့ဘန်ဝမ်းလာဆိုလို့ရတယ်နော်ဘာလို့တော့ပြောလိုက်မယ်ငါ့ကိုဘန်ဝမ်းခေါ်ထားပြီးအိုင်ဒီကုတ်တွေပါချပြီးထားပြီးဘန်ဝမ်းလာမဆိုနေတော့အိုင်ဒီကုတ်လာမချနဲ့အဲ့ရကောင်အပေါင်းလေးနေသေးလေးပြီးမှဘန်ဝမ်းဆုံးနေတာဒီငါပြီးကိုငါလိုက်မယ်မင်းတို့အပေါင်းမလေးအသေးလုံးပြီးဆိုငါဘန်ဝမ်းဆုံးမယ်နဲ့ဘန်ဝမ်းဆော့ကြည့်မင်းတို့ရဲ့အိုင်ဒီကုတ်ကိုလည်းချပြီးခဲ့ဒီဘက်နဲ့